ဒီသင်ခန်းစာမှာတော့ postcard မှာ text design အလှတွေငင်းကွယ်လေးတွေမှာ text ကိုဘယ်လိုရေးလဲ text ကိုလိုချင်တဲ့ design တွေဘယ်လိုဖန်တီးလဲအဲ့ဒါလေးတွေကိုရှင်းပြပေးမှာပါပထမဦးဆုံးကျမတို့ patch လေးတစ်ခုဆွဲပါမယ် patch ဆွဲဖို့အတွက် pen tool လေးကို click မယ်ပြီးရင် layer ဘောက်ကိုကြည့်ပြီးတော့ layer လုံးဝဘယ်နေရာမှselect မဖြစ်အောင်လို့အပြင်ဘက်ကို click လေးတစ်ချက်ချမယ်ကဲအပြင်ဘက်ကိုအရင်ဦးဆုံး click တစ်ချက်ချမယ်ပြီးရင် pen tool လေးကိုရွေးပါမယ် pen tool လေးရွေးပြီးတော့ဒီပေါ်မှာကျမတို့မြင်းခွေးလေးတစ်ခုဆွဲမယ်ဒါလေးကဒီဘက်ထောင်းကိုပို့ထားလိုက်မယ် click လေးချမယ်ပြီးရင် part လေးတစ်ခုဖန်တီးမယ်ကျမတို့ဒီလိုဆွဲနေတဲ့အချိန်မှာလေဒီနားလေးမှာ part ဆိုတာလေးဖြစ်နေရမယ်နော်ပြီးရင်အောက်ဘက်ကိုတစ်ခုသွားမယ်ပြီးရင်ဒီလိုအပေါ်ဘက်ကိုပြန်သွားမယ်ပြီးပြီဆိုရင်ဒီ line လေးပေါ်မှာကျမတို့ကစာရိုက်ချင်တာဖြစ်တဲ့အတွက် T လေးကိုခေါ်မယ်ပြီးရင်ဒီ line ပေါ်မှာ click ချပြီးတော့စာရိုက်ပါမယ် click လေးချလိုက်ပြီးတာနဲ့စာရိုက်ပါမယ်ကဲစာလေးရိုက်လိုက်ပြီးစာရိုက်လိုက်တဲ့စာလေးတွေကမပေါ်ဘူးဒါကိုပေါ်အောင်ဘယ်လိုဖြန့်မှာလဲကျမတို့ control A ဆိုပြီးတော့စာဆက်လက်လုပ်လိုက်မယ်ကိုရိုက်ထားတဲ့စာတွေကိုပြီးရင် site ကလေးကိုပေးသေးလိုက်ပါမယ် site ကလေးပေးသေးပြီးတော့ကျမတို့ဒီကောင်လေးကို click တစ်ချက်နှိပ်မယ် direct selection tool လေးပါပြီးရင်ဒီနားလေးမှာကျမတို့ထောက်ပြီးတော့ဒီလို eye ပုံလေးနဲ့ဒုတိယဒီဘယ်ဘက်အချမ်းလေးပြတဲ့ပုံလေးပေါ်လာပြီဆိုရင်ဒီလိုလေးစာပေါင်းလေးကိုဆွဲပြီးတော့ချဲ့လိုက်ပါမယ်စာပေါင်းလေးဆွဲချဲ့လိုက်ရင်စာလေးတွေကအများကြီးပေါ်လာပါပြီကဲသူကအောက်ကျနေတယ်ကျမတို့အပေါ်တင်နေတယ်ဆိုရင်အပေါ်ပြန်တင်လို့ရပါတယ်ကဲဒါမျိုးလေးပေါ့ဒါမျိုးလေးစာလေးတွေကမြင်းကွယ်လေးပေါ်မှာပေါ်နေတာပါဒါလေးကို move tool လေးနဲ့ရွှေ့ကြည့်ပါမယ်ဒါမျိုးလေးပေါ့ကဲနောက်တစ်ခုထပ်ပြီးတော့ပြပါမယ်ခု delete လုပ်လိုက်တာနော်အပြင်ဘက်ကိုအရင် click ချမယ်ပြီးရင် pen tool ကို click မယ် pen tool click ပြီးတော့ခုံလေးရိုက်မှာဖြစ်တဲ့အတွက် click တစ်ချက်ပြီးရင်ဒီလို click တစ်ချက်ပြီးရင်အောက်ဘက်ကို click တစ်ချက်ပြီးရင်ဒီကိုခေါ်ပြီးတော့ဒီအခုဆွဲထားတဲ့ part ပေါ်မှာ click ချပါမယ်အိုင်ပုံလေးမှာမြင်းကွယ်လေးပေါ်လာပြီဆိုတာနဲ့ click ဆိုပြီးတော့နှိပ်ပြီးတော့စာရိုက်လို့ရပါပြီ w3.scottshoes.com လို့ရိုက်လိုက်ပါမယ်ရိုက်ပြီးသွားပြီစာတွေကမပေါ်ဘူးစာတွေပေါ်အောင်ကျမတို့ direct selection tool လေးကို click မယ်ပြီးရင်ဒီနားလေးမှာလာထောက်ပြီးတော့ဒီလိုလေးဆွဲပြီးတော့ချဲ့လိုက်ပါမယ်ကဲဒီမှာအောက်ဘက်ကိုစာရောက်နေတယ်ဆိုအပေါ်ဆွဲတင်လိုက်ပါဒါမျိုးလေးကိုထားခြင်းတယ်လို့ထားလို့ရပါပြီကဲဒါမျိုးလေးပေါ့နော်ဒါကိုကျမတို့ကဒီခုံလေးအပေါ်ဘက်ကိုစာရောက်ချင်တယ်ဆိုရင်လိုကတ်ပြီးတော့ click ချပြီးတော့ space bar လေးနဲ့ပုတ်ပြီးတော့ရွှေ့လို့ရပါတယ်အဲဆိုရင်ကိုစာလေးကခုံလေးထွက်လာပါပြီပြီးရင် move tool လေးနဲ့ကိုထားချင်တဲ့နေရာမှာသွားပြီးတော့ထားလို့ရပါတယ်ဒါကနီလန်တစ်ခုပါဒီတစ်ခေါက်ကကျမကအဝိုင်းလေးနဲ့စာရိုက်ပြပါမယ် ellipse tool ကို click မယ်ဒီနေရာမှာ shape နေရာမှာ part ဆိုပြီးတော့ဖြစ်ရမယ်ပြီးရင်စဝိုင်းပုံလေးတစ်ပုံဆွဲလိုက်မယ်10ဖိပြီးတော့ဆွဲမယ်ဘာရှင်းမြင့်နေဆိုရင်10ဖိစရာမလိုပါဘူးဆွဲပြီးပြီဆိုတာနဲ့ T ကို click မယ်ပြီးရင်ဒီမှာ click ချပြီးတော့စာရိုက်ပါမယ်ဒီတစ်ခါကျမက scottshoes.com နဲ့ရိုက်ပါမယ်နော် www.scottshoes.com scottshoes.com လို့ရိုက်လိုက်တယ် control A နှိပ်မယ် select လုပ်တာပါနော်ပြီးရင် font size လေးကိုပေးသေးမယ်စလုံးကိုက color တွေချိန်နေတယ်ဆိုရင်လည်းချိန်လို့ရပါတယ်ဒီကနေသွားပြီးတော့ချိန်လို့ရပါတယ်ကျွာကအခုအနက်ကလေးထည့်ကြည့်မယ်အနက်ပြောင်းသွားတယ်နော်အဖြူထည့်မယ်ဆိုရင်လည်းအဖြူပဲထားလို့ရပါတယ်ပြီးသွားရင်ဒါလေးကိုလှည့်လို့လည်းရတယ်ဘာနဲ့လှည့်မှာလဲ
ခုနတော့လိုပဲကျမတို့ဒီ direct selection tool လေးနဲ့သူ့ကိုလှည့်လို့ရပါတယ်ဒီလိုလေးရွှေ့ပေါ့နော်ဒါဆိုရင်စာလေးတွေကသူရွှေ့လာမှာပါဒီမှာကိုလိုချင်တဲ့အနေထားလောက်ထားမယ်လှည့်လို့ပြီးပြီဆိုရင်ကိုကြိုက်ပြီးဒီအနေထားကိုကိုကသဘောကျပြီဆိုရင်တော့ခုဒါလေးကကျမကဒီစဝိုင်းထဲကိုသွားပြီးတော့ထည့်ချင်တာပါနော်ကျမရဲ့စဝိုင်းကလည်းကြီးနေတဲ့အတွက်ဒီလိုစာအပြင်ထွက်နေတာပါဒီတော့ control T ကိုခေါ်မယ်ပြီးရင် shift ပြီးတော့ပေးသေးပါမယ်ဘာရှင်းအမြင့်ဆိုရင်တော့ shift စရာလုံးဝမလိုပါဘူးနော်ကဲဒီလိုလေးပါမလှည့်ချင်တယ်ဆိုရင်ဒီလိုလေးလည်းလှည့်လို့ရပါတယ်ပြီးရင်နေရာလေးတေချာချပြီးတော့ enter လေးနှိပ်လိုက်ပါဒါဆိုရင်ကျမတို့ဒီနားလေးမှာစာလေးကိုဝိုင်းဝိုင်းလေးစဝိုင်းထဲကိုရေးလို့ရပါပြီတကယ်လို့ကျမတို့ကစာကိုဒေါင်လိုက်ရိုက်ချင်တယ်ပေါ့ဒေါင်လိုက်ရိုက်ချင်တယ်ဆိုရင်ပန်တူးကိုခေါ်မယ်ပန်တူးကိုမခေါ်ခင်အရင်ဦးဆုံးနေရာပေါက်မှာဆက်လက်လွတ်အောင်အပြင်ကိုကလစ်အရင်ချလိုက်မယ်ပြီးရင်ပန်တူးကိုခေါ်ပါမယ်အပေါ်ကနေအောက်ကိုကလစ်လည်းရတယ်အောက်ကနေအပေါ်ကိုကလစ်လည်းရပါတယ်ရင်းဖြောက်လေးတစ်ချောင်းဆွဲလိုက်မယ်ဆွဲပြီးရင် T ကိုခေါ်ပြီးတော့ဒီ part ပေါ်မှာကလစ်ချပြီးတော့ဆန်ရိုက်ပါမယ်ဆန်ရိုက်ပြီးပြီဆိုရင်ကျမတို့ဘာနဲ့ဒီစာတွေကိုပြန်ပြီးဖြန့်ချမလဲ direct selection tool လေးနဲ့ကျမတို့ဒီနားလေးကိုတေချာထောက်မယ်ထောက်ပြီးတော့ဖြန့်ချလိုက်မယ်ဒါလေးကိုအပေါ်တင်ကောင်းလေးကိုအောက်နဲ့ပြန်ချမယ်ကဲဒါဆိုရင်ကျမတို့ရဲ့စာလေးကဒေါင်လိုက်ရိုက်တာပါဒီဘက်ကိုရွှေ့လိုက်ရင်စာကဒီဘက်ကပေါ်တယ်ညာဘက်ကိုရွှေ့ရင်စာညာဘက်ကိုလှည့်ပြီးတော့ပေါ်ပါတယ်မိမိအဆင်ပြေသလိုထားလို့ရပါတယ်ကဲဒီမှာဒါလေးကိုစောင်းစောင်းလေးဖြစ်ချင်တယ်ဆိုရင် control T ပြီးတော့ရင်ဒီလိုခောက်ဝေးဝေးလေးကနေပြီးတော့ကိုလိုသလိုစောင်းလိုက်မယ်ဒါဆိုရင်စာကိုအဆောင်ရိုက်တာပါဒီတော့ကိုကပတ်လေးဒီဇိုင်းဆွဲပြီးတာနဲ့ကိုဆွဲလိုက်တဲ့ဒီဇိုင်းပေါ်မှာစာလေးတွေမိမိကြိုက်နှစ်သက်သလိုဒီဇိုင်းလေးတွေထားပြီးတော့ရိုက်လို့ရပါတယ်ဒါလေးကိုပြန်ဖြတ်လိုက်မယ်ဒီတစ်ခါကျွန်မက logo ထည့်မှာပါဒီထဲကို logo ထည့်မှာပါเนาะကျွန်မက logo ပုံလေးကိုဖွင့်လိုက်မှာပါဒီထဲက L လို့ရိုက်လိုက်တာနဲ့ logo နဲ့ပတ်သက်တာလေးပေါ်လာမှာပါဒါလေးရဲ့တစ်ပိုင်းလေးကိုပဲကျွန်မလိုချင်တာဖြစ်တဲ့အတွက်ဒီ selection tool လေးနဲ့ကျွန်မကဖြတ်ယူလိုက်မယ်ဒါလေးပဲကျွန်မလိုချင်တာပါပြီးတော့ရင် edit က copy ပြီးရင်ဒီဖက်နဲ့ post-it လေးမှာ edit က paste ပုံလေးပေါ်လာပြီဆိုရင် logo လေးကိုဒီရဲ့စဝိုင်းထဲကိုထည့်ပါမယ် control T နဲ့နည်းငယ်ပေးပြီးတော့တင်လိုက်ပါမယ်version ဟောင်းဆိုရှစ်ဖိမယ် version သစ်ဆိုရင်ရှစ်ဖိစရာမလိုပါဘူး enter နှိပ်မယ်ပြီးရင်ဒီစာကွေးလေးရေးထားတဲ့စာလေးကိုဒုတိယ layer ရဲ့နေရာမှာထားလိုက်မယ်ထားပြီးတော့ရင်ကျမတို့ဒီ logo layer လေးကိုဒီနေရာမှာ multiply ဆိုတာလေးကိုရွေးလိုက်ပါမယ်ဒါဆိုရင်ကျမတို့ရဲ့အဖြူရောင်လေးတွေပျောက်သွားပြီးတော့ logo လေးထည့်ပြီးသားရသွားမှာပါ control plus နဲ့ထည့်ပါမယ်ဒီသင်ခန်းစာကတော့အဓိကစာလေးတွေကိုအလှပုံစံဘယ်လိုထားလဲပြီးတော့ logo ကတ်တာဘယ်လိုကတ်တာလဲဒီဟာလေးနှစ်ခုကိုရှင်းပြပေးတာပါနော်ကဲပြီးပြီဒီမှာကျွန်မကအောက်ဘက်ကိုနည်းနည်းချအောင်မယ်ဒါဆိုရင် logo လည်းကတ်လို့ပြီးပါပြီကျွန်တော်တို့ရဲ့ Scotch shoe ရဲ့ design လေး postcard design လေးရသွားပါပြီရပြီဆိုတော့ကျွန်တော်တို့ layer အားလုံးကိုပေါင်းပါမယ် layer ပေါင်းပါဆိုတော့ပထမအဆုံး layer ကို click မယ်ပြီးရင်အောက်ဆုံးက layer ကို shift ဖိပြီးတော့ click လိုက်ပါမယ်ပြီးရင် right click နဲ့ merge layer ကိုယူလိုက်ပါမယ် merge layer မလုပ်ခင်မှာကျွန်တော်တို့ဆွဲထားတဲ့ design လိုအပ်ချက်လေးတွေကိုအရင်တေချာစစ်မယ်ပြင်သင့်တဲ့နေရာလေးတွေကိုပြင်မယ်เนาะခုကျမကတော့ပြင်စရာမရှိတော့ဘူးတခါဒါကြောင့်ပေါင်းတော့မယ် right click merge layer ကဲပြီးသွားပြီဆိုရင် postcard ကဒီမှာ layer တစ်ခုတည်းပေါင်းပြီးသွားပါပြီ
ကျမတို့အခု presentation ပုံစံစပြီးတော့လုပ်ပါမယ် presentation ပုံစံလုပ်ဖို့အတွက် file တွေကနေ CS နဲ့ JPEG နဲ့တင်ပါမယ်နော်ကိုယ့်ရဲ့ဒီ lesson photo ကို JPEG နဲ့တင်ပါမယ် postcard လို့ပဲနာမည်ပေးထားမယ်နော်ပြီးရင် save ကိုနှိပ်ပါမယ်ပြီးရင် okay နှိပ်ပါမယ်ကဲဒါတွေပြီးပြီဆိုရင် presentation ပုံဖန်တီးဖို့အတွက် image တွေကနေ canvas size ဆိုတာလေးကို click ပါမယ် canvas size ကလက်ရှိက6လက်မနဲ့4လက်မပါကျွန်မက1လက်မခွဲစီတိုးလိုက်မှာပါနော်1လက်မခွဲစီတိုးမှာဖြစ်တဲ့အတွက်ဒါဆိုရင်9တက်တက်မှ5လက်မပါ height ကကြတော့9တက်တက်မှ5လက်မပါပြီးသွားရင် okay ပေးလိုက်ပါမယ်ကဲဒါမျိုးလေးရလာမှာပါဒါမျိုးလေးရလာပြီဆိုရင်ကျမတို့ရဲ့ဒီဓာတ်ပုံလေးပေါ့နော်ကျမရွှေ့ပြတာနော်ဒါကဲမရွှေ့ဘူး original တိုင်းပြန်ထားမယ် control z ပြန်ထားလိုက်တာပါညားသွားရင် control z နဲ့ပြန်နှိပ်လိုက်ရပါတယ်နော်ကဲဒါမျိုးလေးရလာပြီဆိုရင် control t ပြီးရင်ဓာတ်ပုံလေးကိုနည်းနည်းလေးစောင်းလိုက်ပါမယ်ဓာတ်ပုံလေးကိုစောင်းမယ်ပြီးရင်ကျမတို့ကဒီရဲ့အနောက်မှာ color လေးထည့်ချင်တာပါပြီးတော့ရင်ကျမတို့ဒီနောက်ခံလေးကို color ထည့်မှာပါ color ထည့်ဖို့အတွက်ဒီကနေ new layer တစ်ခုကိုခေါ်မယ်ပြီးရင်သူ့ကို background လို့အမည်ပေးပါမယ် background လို့နာမည်ပေးပြီးရင်ဒီ layer ကို postcard ရဲ့အောက်ကိုပို့လိုက်မှာပါပို့ပြီးရင် edit ထဲကနေ fill ထဲမှာကျမကဒီနေရာမှာပြီးသွားရင် edit ထဲက fill ကို click မယ်အဲ့ထဲမှာ content မှာကျမက black လို့ပဲရွေးလိုက်ပါပဲပြီးရင် okay ဒါဆိုရင်နောက်ခံက black လေးရပါပြီနော်ဒါလေးကိုက color change နေဆိုရင် gradient overlay နဲ့ပြေးလို့ရပါတယ်gradient overlay ကို normal ထားလိုက်ပါမယ်ကဲဒါဆိုရင်ဒီမှာကိုယ့်ရဲ့ postcard ကို presentation ပြတဲ့ပုံစံရပါပြီ presentation ပုံစံ design ရပြီဆိုရင် okay ပေးလိုက်ပါမယ်ပြီးတော့ရင်ဒီ postcard ကိုကျွန်မက drop shadow လေးနည်းနည်းသုံးလိုက်ပါမယ် drop shadow ထည့်ထားတဲ့ပုံနဲ့မထည့်တဲ့ပုံရှင်ကြည့်မယ်နော်ဒါလေးကိုကျွန်မ9လောက်ထားကြည့်မယ်ဒီ spread ကိုလည်း6လောက်ထားကြည့်မယ် size ကကြတော့3လောက်ထားကြည့်ပါမယ်အားလုံးကြိုက်ပြီဆိုရင် okay ပေးလိုက်ပါမယ်ပြီးတော့ရင်ကျွန်တော်တို့ဒီအောက်မှာ project ရဲ့ client ရဲ့ရိုက်ပါမယ်နော် project project ပြီးရင် column လေးရဲ့ပြီးတော့ client column လေးရဲ့ရိုက်လိုက်ပါမယ်ရိုက်ပြီးတော့ဒီဟာစာတွေကိုကျွန်မကညာညှိနဲ့ထားမှာဖြစ်တဲ့အတွက် select လုပ်ပြီးတော့ညာညှိလေးကိုထားလိုက်ပါမယ်ပြီးတော့ရင်ဒါလေးကိုနေရာချမယ်အနက်ရောင်နဲ့ထားခြင်းနဲ့ဆိုရင်လည်း click ချပြီးတော့အနက်ရောင်ထည့်လို့ရတယ်ခုကျွန်မကအနက်ရောင်နဲ့မထားဘူးဒီတိုင်းပဲထားမယ် control plus ချဲ့မယ်ကိုယ့်ရဲ့ project လေးတွေကိုဒီအတိုင်း JPEG ကြီးနဲ့ပြတာထက်ဒီလိုမျိုး project presentation design လေးနဲ့ပြရတယ်ဆိုရင်ပို့ပြီးတော့ professional ကြပါတယ်เนาะအခုဒါလေးကိုကျွန်မကပွားလိုက်မယ်မပွားခင်မှာဘာလုပ်မလဲဆိုတော့ drop shadow ထပ်ပြီးတော့သုံးပါမယ် drop shadow ကခုနကတော့ငါပုံကြီးကိုလောက်ထားတာဖြစ်တဲ့အတွက်နည်းနည်းများနေတယ်ကျွန်မပြန်လျှော့လိုက်မယ်3ရက်2ရက်ပြီးတော့ size ကြတော့1လောက်ပဲထားပြီးတော့ okay ပေးလိုက်မယ်ပြီးတော့ ဒီ layer ကိုပဲကျွန်မထပ်ပွားလိုက်မယ် alt ဖိပြီးတော့ပွားလိုက်ပါမယ် alt key လေးဖိပြီးတော့ပြီးရင်ဒီထဲမှာ click ချပြီးတော့ control A select all ဒီတစ်ခါကျတော့ကျွန်မကဘယ်ညှိနဲ့ထားပါမယ်ဒီလိုလေးပါပြီးရင်နေရာချမယ်နှစ်ဖက်ကညီနေတဲ့ပုံစံလေးပါကဲနေရာချတဲ့အခါမညီမှာဆိုရင် guideline လေးကိုထားပါမယ်နော် guideline လေးနဲ့ထားရင်ပို့ပြီးတော့ထားရတာအဆင်ပြေပါတယ်ဟိုဘက်ဒီဘက်ညီဖို့အတွက်ပြီးရင် T ကိုခေါ်ပြီးတော့ဒါလေးတွေကို select လုပ်ပြီးတော့စာရိုက်ပါမယ်
Scorsese project က Spring Postcard လို့နာမည်ပေးလိုက်မယ် SPRING Spring POSTCARD client ကကြတော့ Scorsese ပါ SCOTTSHOEN shoe ဒါဆိုရင်ကျမတို့ရဲ့ postcard project လေးပြီးသွားပါပြီ control minus ကဲဒီနေရာမှာကိုကနောက်ခံအရောင်လေးတွေချိန်နေတယ်ဆိုရင် background နဲ့သွားပြီးတော့ပြင်လို့ရပါတယ်ဒါလေးကိုနှစ်ချက်နှိပ်ပြီးတော့ပြောင်းလို့ရပါတယ်တခြား color လေးတွေကိုကြိုက်တယ်လို့ပြောင်းလို့ရပါတယ်ဒါလေးလည်းလှပါတယ်နော်ပြီးရင် okay ပြောင်းလဲဒါမှမဟုတ်ရင်ဒီနေရာမှာကျမတို့ color ချိန်လို့ရပါတယ် okay ဒါဆိုရင်ကျမတို့ရဲ့ postcard project ကအစအဆုံးလုပ်လို့ပြီးသွားပါပြီဒါကိုကိုယ့်ရဲ့ customer ကို JPEG file လေးနဲ့ပြလို့ရပါပြီ file နဲ့ကနေ CS နဲ့သိမ်းမယ်ပြီးရင်နာမည်ပေးမယ် SCOTTSHOEN shoe POSTCARD ပြီးတော့ CS တိုင်းမှာကျမတို့ JPEG လင်းထားပြီးတော့ save ကိုနှိပ်ပါမယ်ပြီးရင် okay နှိပ်ပါမယ် minimize လေးချကြည့်မယ်ကျမတို့ရဲ့ postcard လေးကိုသွားပြီးတော့ကြည့်ရအောင် design နှစ်ခုကိုရှင်းပြမယ်နော် postcard design ဒါကရိုးရိုး design လေးပါဒါ postcard ရဲ့ရိုးရိုး design မှာနောက်တစ်ခုထပ်ကြည့်မယ်ဒါက presentation လုပ်ထားတဲ့ postcard design လေးပါဘယ်ကပို့ပြီးတော့ဆွဲဆောင်မှုရှိလဲကြည့်ကြည့်ပါနော်ဒီတော့ကျမတို့ရဲ့ project လေးတွေကိုဒီလို presentation လေးလုပ်ပြီးတော့ပေးနိုင်မယ်ဆိုရင်အကောင်းဆုံးပေါ့နော်မှာ client နာမည်ရော project အကြောင်းအရာရောအားလုံးပါပြီးသားပါနော်ဒီတော့ကျမတို့အခုလေ့ကျင့်ခဲ့တဲ့ဒီ Photoshop ၄ file လုံးကဘာတွေပါလဲဆိုတော့ပြန်ပြီးတော့ရှင်းပြမယ်နော်စာရွက် site တွေကျမတို့ရွေးချယ်တယ်ပြီးတော့အထဲမှာ shape တွေဆွဲတယ်ပုံတွေကို gradient overlay တွေပြေးတယ် test file တွေကိုအလှ design လေးတွေလုပ်တယ်ပြီးတော့ presentation design လေးတွေပါပြီးသားပါเนาะဒီ project တစ်ခုပြီးပြီဆိုရင်တော်တော်လေးကိုလေ့ကျင့်လို့ရပါပြီလုပ်ငန်းတော်တော်များများကိုလုပ်လို့ရပါပြီเนาะ